ဇလန်းလေးမစခင်ကျွန်တော်တို့ channel လေးကိုအပေါင်းလေးနှိပ်ခဲ့ပေးပါဦးလူတစ်ယောက်ဟာဉာဏ်ပညာတစ်ခုလေးနဲ့နိုင်ငံတနိုင်ငံကိုတောင်ကယ်တင်နိုင်မလားဒါကတော့မဟောတရားစက်တော်ရဲ့စိတ်ဝင်စားစရာအစပဲမဟောတရားဟာငယ်စဉ်ကတည်းကဉာဏ်ထက်မျက်လုံးနဲ့ကလေးတစ်ယောက်တခြားကလေးတွေကစားနေချိန်မှာသူကပြဿနာတွေကိုဖြေရှင်းနေခဲ့တယ်တနေ့မှာရွာသားနှစ်ယောက်ဟာဒီကလေးကငါသားဆိုပြီးကလေးတစ်ယောက်ကိုလူနေကြတယ်ဘသူကမိခင်အစ်စ်လဲဆိုတာဘသူမှမသိကြဘူးမဟောတရားကကလေးကိုအလဲမှာထားပြီးနှစ်ယောက်စလုံးဆွဲချက်လို့ပြောလိုက်တယ်တယောက်ကအတင်းဆွဲတယ်တယောက်ကတော့ကလေးနာမှာဆိုးလို့လွတ်လိုက်တယ်အဲ့ဒီအချိန်မှာမဟောတရားကပြောလိုက်တယ်ကလေးနာမှာဆိုးတဲ့သူကမိခင်အစ်စ်ပဲဒီအမှုကြောင့်တနိုင်ငံလုံးသူ့ညံကိုအံ့ဩသွားကြတယ်နောက်ပိုင်းမှာမဟောတရားဟာမင်းကြီးရဲ့အမတ်ပညာရှိဖြစ်လာတယ်ရန်သူနိုင်ငံတွေလှည့်စားလာတိုင်းသူ့ညံနဲ့ပြန်နိုင်ယူခဲ့တယ်တခါမှာတော့ရန်သူတွေကဥမပါတဲ့နွားကိုကိုဝင်ရှိတယ်လို့လှည့်စားပြီးအပြေရှာခိုင်းခဲ့တယ်လူတိုင်းမဖြေနိုင်ကြပေမဲ့မဟောတရားကချက်ချင်းသဘောပေါက်သွားတယ်ဒီလိုနဲ့သူ့ဉာဏ်ပညာကြောင့်နိုင်ငံတော်ကိုအချိန်ချင်းကယ်တင်နိုင်ခဲ့တယ်ဒါပေမဲ့မဟောတရားရဲ့အကြီးမားဆုံးအင်အားကဉာဏ်ပညာတင်မဟုတ်ဘူးသစ္စာတရားမျှတမှုနဲ့လူတိုင်းပေါ်ထားတဲ့စေတနာကောင်းစိတ်ပဲဒီဇက်တော်ကသင်ပေးတာကအင်အားထက်ဉာဏ်ပညာကပိုကြီးတယ်ဆိုတာပါ